iMotion ဆိုတဲ့ application လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ professional ဆန်တဲ့ video တွေ motion graphic တွေဖန်တီးခြင်းတဲ့သူတွေအတွက်အရန်တက်ဝင်တဲ့အတစ်ခုကိုဒီ video မှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ Align Motion ကိုကျွန်တော်အခြေခံကနေပြီးတော့ setting အချိန်အသုံးပြုနည်းလေးကိုတစ်ဆင့်ချင်းပြောပြပေးမှာဖြစ်တဲ့အတွက်ကို video လေးကိုတော့အဆုံးထိကြည့်ပေးဖို့တော့လိုပါမယ်ကဲဒါဆိုတော့ကျွန်တော်ဒီ Align Motion တဲကိုကျွန်တော်တွားပါမယ် Play Store မှာ Align Motion ဆိုပြီးမှအလွယ်တကူရိုက်ရှာပြီးတော့ download လုပ်လို့ရပါတယ် iOS မှာလည်းကျွန်တော်တို့ဒီ Align Motion ကိုအလွယ်တကူ download လုပ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီ application တွေကိုကျွန်တော်တွားကြည့်အောင်ဖွင့်လိုက်တဲ့အခါကျရင်ကျွန်တော်ဒီပုံစံလေးနဲ့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပထမဆုံးကျွန်တော်တို့က video